လိုက်လာတာဖြစ်ပြီးဒီနေရာမှာဆိုရင်ဘာမှအာဏာစရာမလိုပဲကုန်ထုတ်လိုက်လို့ရမယ်ပြင်ဒီကန်ကိုတစ်ခါတည်းချင်မုန်းလိုက်နိုင်ရင်ပြဿနာအကုန်ရှင်းသွားမှာဖြစ်လို့သူတို့เนี่ยအစွမ်းကုန်တက်ခိုက်ရမယ့်အချိန်ကိုရောက်လာခဲ့တွေ့လိုက်ရပါတယ်တန်ကောင်းစားနဲ့ကိုနိုဟာမာတို့ကအသက်ရှင်နေသေးပေမဲ့တသမများဟုတ်ကလည်းမရှိတော့တာကိုသိလိုက်ရပြီးကီနိုတို့ကလည်းရုတ်တရက်ပျောက်သွားတဲ့နယ်ဂရစ်ချာကရာကိုအာယုံခံလို့မရတော့တာကြောင့်အကြံမေးရှိခါမာတို့ကအကြောင်းဆုံးပြောပြလိုက်ပါတယ်သူတို့တွေရောက်ရက်ခက်နေကြတဲ့ချိန်တစ်ဖက်မှာတော့တိုက်ပွဲကစနေကြပြီဖြစ်ပြီးခါမာကြောင့်ဂျူဆူတွေကိုဆုပ်ယူနိုင်တဲ့ပြင်လေးလံလာတဲ့တက်ခိုက်ချက်တွေနဲ့ဘယ်ကဘလို့ပေါ်လာမှန်းမသိတဲ့တုတ်ချောင်းတွေကြောင့်ကိုနိုဟာဂျူရိုလည်းအနေငယ်တိုင်ပတ်လာပြီးဖြစ်ပါတယ်ဆာစကဲကိုအချိန်ဆွဲပေးနိုင်မှုနယ်တို့ကသူ့ရဲ့ signature မာတီရှယ်လိုကလုံးဂျူဆူကိုထုတ်သုံးလိုက်ပြီးအခြေအတွက်နဲ့ဝိုင်းတိုက်ပေမဲ့ဒီကန်ရဲ့စွမ်းရည်ကလည်းတင်နာရတဲ့ပိုကောင်းနေရကြောင်းတန်ထုံးတွေတစ်ဖြောင်းဖြောင်းအကျွေးခံနေရတာဖြစ်ပါတယ်ဒီကန်ကသူ့ရဲ့လက်ကိုလှုပ်လိုက်အောင်နဲ့ဒုံချောင်းတွေကပေါ်လာတာဖြစ်တဲ့ပြီးတောက်ကျိုးနဲ့အမြန်လုံးတွေပါပျောက်သွားနိုင်ပြီပဲအဲ့ဒါကိုစောင့်ကြည့်နေတဲ့ဆာစကဲကလည်းတခုခုကိုသိသွားခဲ့ပါတယ်ပိုဝါတဲ့အကုန်လုံးကိုရင်းလိုက်ရပြီမြင်ဒီကန်ရဲ့လှုပ်ဝက်ချက်ကိုတော့ဆာစကဲကသိလိုက်ရပြီတကယ်တမ်းမှသူ့ရဲ့အစွမ်းကအရာဝတ္ထုတွေကိုချုံးပြစ်နိုင်တာဖြစ်ပါတယ်ထုတ်တွေကလည်းအထိုးခံနိုင်ရတဲ့အချိန်မှာလုံးဝမသိတာအောင်သိငယ်ပြီမြင်ဒီကန်ကမူလအရွယ်စားကိုပြန်ပြောင်းနိုင်တာဖြစ်ပြီးအရာဝတ္ထုတွေမဟုတ်ပဲဒီကန်ကသူ့ကိုယ်သူပါချုံးပြစ်နိုင်တဲ့အတွက်ရုပ်တရက်ပျောက်သွားတာဖြစ်လို့ရိုးရှင်းမြင်မြင်အယုံနောက်စရာအစွမ်းတစ်ခုဖြစ်တဲ့အကြောင်းဆာစကဲကပြောပြလိုက်ပါတယ်ဒီကန်ရဲ့နောက်ထပ်လှုပ်ဝက်ချက်တစ်ခုကိုပြောဖို့ပြင်နေရုံမှာပဲစပစ်တိုင်းညင်စုကိုတုံးနိုင်ပြီးရှရင်ဂန်နဲ့ရင်းနဂန်ပိုင်ရှင်ဖြစ်တဲ့အပြင်တိုက်ပွဲအတွင်းသုံးသပ်နိုင်စွမ်းနဲ့ဖြတ်ထိုးနိုင်ကောင်းတဲ့ဥချီယာဆာစကဲကိုအရင်တုတ်တင်ရမယ်ဆိုတာဒီကန်ကလည်းသိသွားခဲ့ပါတယ်ဒါပေမဲ့ဗတ်တဲ့အကျူမှာတော့နယ်တူကလည်းခေတဲ့ကောင်မဟုတ်တဲ့အတွက်သူတို့ကိုစိုက်ဖို့ကြိုးစားတဲ့ဒုတ်ချောင်းအသေးလေးတွေကို area ကျဲတဲ့ဂျူဆူနဲ့ကောင်းတာပြလိုက်ပြီးကိုနိုဟာဂျူရို2ယောက်ကဂျီကန်ကိုဝိုင်းဖုတ်ကြပြီးမြင်ခါလာလို့မကောင်းဆိုးအဖွဲ့အစည်းရဲ့ခေါင်းဆောင်ဖြစ်တဲ့ဂျီကန်ကလည်းအตาအရာပြန်လဲခုခံပြနေခဲ့တာဖြစ်ပါတယ်သူ့ရဲ့ခန္ဓာကိုယ်ချုံလို့ရတဲ့အတွက်လည်းတိုက်ပွဲတွေကိုရှောင်နေနေမဲ့ချာကရာအယောင်ကိုရှင်းရှင်းလင်းလင်းခွဲမြင်နိုင်တဲ့ရှရင်ရဲ့အောက်ကနေတော့ပြင်းမလို့ပဲအဲ့လောက်တင်းရတဲ့အရွယ်စားနှစ်ယောက်မှာနယ်တူရဲ့အေယာမရာစင်ကန်ကိုစုပ်ယူနိုင်တာဖြစ်ပါတယ်ဒါပေမဲ့နယ်တူကလည်းအဲ့လိုပဲလှုပ်စိတ်နေတာဖြစ်ပြီးဂျူဆူကိုလည်းဂျီကန်ရဲ့တီနီယာတီးရအောင်တမင်သုံးတာဖြစ်လို့ဂျူဆူစုပ်ယူနေတော့မြန်မြန်ဆန်ဆန်မလှုပ်ရှားနိုင်တဲ့ဂျီကန်ကိုဆာစကဲအမျိုးတကူတတ်ဖို့ကြံစီထားကြတာဖြစ်ပါတယ်ကံကောင်းတော့ပဲစပစ်တိုင်းညင်စုကြောင့်လွတ်သွားပြီမြင်ဒီတိုင်းဆက်သွားနိုင်မယ်ဆိုရင်မလွယ်တော့တာကိုတီးရဲ့ဂျီကန်ကသူ့ရဲ့ခါမာကိုနောက်တစ်ဆင့်မြင့်လိုက်ပြီးထွက်ပေါ်လာတဲ့ဂျိုးတစ်ချောင်းနဲ့တူခုနကလိုကံကောင်းမှုမျိုးထည့်ရတော့မှမဟုတ်တဲ့အကြောင်းပြောပြလိုက်ပါတယ်ဘိုရိုတိုအိမ်ကိုရောက်လာတဲ့အချိန်မှာဂျီကန်ကသူ့အဖေကိုခေါ်သွားရဲဆိုတာသိလိုက်ရပြီးခါဝါကီကတော့ဘယ်နေရာပဲဖြစ်ဖြစ်ဘသူလိုက်မလိုက်တယောက်တည်းသွားခဲ့ဖို့လုပ်ပြီးမြင်ခါဝါကီရဲ့ညာဘက်လက်ကောင်းနေတည်ပြီးဖိုကာကရဲ့ချာကိုရာလုံးလုံးနေတည်ရကြောင်းတက်ရှင်နေတည်ရဆိုတာမီဆူကီကပြောပြလိုက်ပါတယ်ဆာစကဲသူရောက်ခဲ့တဲ့နေရာမှာဒီကဘာပေါ်လာခဲ့တဲ့အိုဆူဆူကီတွေပြင်သူတို့မမြင်ဘူးသေးတဲ့တကောင်ပါတွေ့ခဲ့ရတဲ့အကြောင်းနဲ့အဲ့ဒီတကောင်ရဲ့ဂျိုကလက်ရှိဂျီကန်နဲ့တပုံစံနဲ့ဖြစ်တဲ့အကြောင်းပြောပြလိုက်ပါတယ်ဂျီကန်ကလည်းအဲ့နေရာကိုဆာစကဲရှာတွေ့သွားတဲ့အတွက်အံ့ဩသွားပြီမြင်ဆာစကဲကတော့သူကအကောင်မကြီးသေးတဲ့ဆယ်မီကိုပါတွေ့ခဲ့ရတာဖြစ်လို့သူတို့ကဘာရဲ့ချာကရာတွေအားလုံးကိုစုပ်ယူမှသိကြနေရကြောင်းဒီနေရာမှာပဲမရရအောင်ကိစ္စရှင်းရမယ့်အကြောင်းဖတ်ပြောလိုက်ပါတယ်နယ်တူကလည်းသူ့ရဲ့အုံနောက်နဲ့ဘာမှတော့သိချနားမလဲပြီမြင်ဒီလောက်အနေအများတဲ့ကောင်ကိုအကုန်ထုတ်ပြီးတိုက်ရမယ်ဆိုတာကိုတော့သိသွားခဲ့ပြီဂျီကန်ကတော့သူ့မျက်စိရှိမှခူရာမဖောင်နဲ့ပါဖက်ဆူဆာနိုကိုတွေ့လိုက်ရတာနည်းနည်းလေးမှနောက်မတွန့်သွားပဲသူ့ကိုတက်တဲ့ပညာလေးတွေထုတ်ပြဖို့ပြောလိုက်ပါတယ်ကဘာပေါ်ကအမီးရောက်နေတဲ့မှာတန်မာဆုံးဖြစ်တဲ့ကိုမီကိုစိတ်ကြည့်စုပေါက်ဆက်ထားတဲ့ဆွမ်းရနဲ့ဥချီယာမျိုးဆက်အစစ်စစ်လက်ဆင့်ကမ်းလာတဲ့ဆူဆာနိုရဲ့တိုက်ခိုက်မှုအမြန်တုန်းကဖြုံလို့စရာဖြစ်ပေမဲ့လက်ရှိမှာခါမာကိုအကျွမ်းကျင်ဆုံးအသုံးပြုနိုင်တဲ့သူဖြစ်တဲ့ပြီးအမီးရောက်နေတဲ့မူလာအစဆယ်မီရဲ့ချာကိုရာကိုပါဆုပ်ယူလာခဲ့တာဖြစ်လို့ပြည့်ဆက်ဆက်အမာကျော်တုံးမှာဆိုတဲ့ဆူဆာနိုကိုတစ်ချက်တည်းနဲ့ဖောက်ဝင်သွားတာဖြစ်ပါတယ်ရင်းနေကဲကြောင့်တော့ကန်ကောင်းသွားတာဖြစ်ပြီးငယ်တူကလည်းတိုက်ပွဲနေရာတစ်ခုလုံးကိုအားရပါရတောင်းကျမ်းလိုက်ပြီးမြဲအမီးရဲ့ကုံဒုံချောင်းနဲ့အချုပ်ခံလိုက်ရတဲ့ပြီးပင်လက်ဒီတစ်လုံးနဲ့အတူခူရာမစီယာဖောက်ထအောင်အထိုးခံလိုက်ရတာဖြစ်ပါတယ်ပြန်ကျလာတဲ့အချိန်ဆာစကဲအတန်ကိုကြားရကြောင်းသဘောပေါက်တဲ့နယ်တူကဂျီကန်ဆုပ်ယူတော့ရာစင်ကန်ကိုအချောင်ပြလိုက်ပြီးရင်းနေကနေနေရာလေးလိုက်တဲ့အချိန်အပိုင်ခုတ်ခွင့်ရလိုက်ပြီးမြဲလက်မတင်နေဂျီကန်ကတက်ထူချောင်းနေနဲ့ကာလိုက်နိုင်တဲ့အတွက်တကယ်ကောင်းမွန်တဲ့ဂျူရိုတိုက်ကွက်ကလည်းမထိရောက်လိုက်ပဲနှစ်ကောင်သားအပီးပြင်းအသိခံလိုက်ရတာဖြစ်ပါတယ်ဆာစကဲကမငိမ့်တဲ့နိုင်တဲ့အနက်ရောင်ပြီးတော့အာမာထေရာဆုနဲ့စမ်းကြည့်ပြီးမြဲဂျီကန်ကအလွယ်လေးဆုပ်ယူပြလိုက်တဲ့အတွက်မထိရောက်ပဲဒီခွေးသားကတန်မာလုံးအားကြီးရဲ့ဆိုတာကိုသိသွားကြပါတယ်နောက်ထပ်ချာကိုရာကိုထပ်ပြောင်းနေစပစ်တိုင်းညင်စုကိုသုံးလို့ရမှာမဟုတ်တော့တာကြောင့်အချိန်တွေကသူတို့တွေးထားရတဲ့ကြောင်းမြင်ဖြစ်သွားပြီမြဲဂျီကန်ရဲ့ခန္ဓာကိုယ်မှာလည်းအကြောင်းပေါ်လာတာကိုတွေးလိုက်ကြပါတယ်ဒီမလုံးနဲ့အစွမ်းကိုဂျီကန်ရဲ့ခန္ဓာကိုယ်ကအမိမလိုက်နိုင်တာကြောင့်နောက်ထပ်ကိုယ်ရေကုန်ဖြစ်တဲ့ခါဝါကီကိုမဖြစ်မနေလိုအပ်လာပြီးဖြစ်တဲ့အတွက်ပိုကာကဲနဲ့ဥချီယာကိုချက်ချင်းလက်ဆတပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့သူတို့နှစ်ယောက်လုံးကိုရောနယ်တိုထဲမှာရှိတဲ့ကိုမီယိုပါတတ်နိုင်မှုဆိုရင်ဂျီကန်ရဲ့ခန္ဓာကိုယ်ကတောင်းခံနိုင်မှာမလားဆိုတာမသိကြတဲ့အတွက်ဂျိတ်ပစ်ဖို့ပဲဆုံးဖြတ်လိုက်ပြီးအဲ့ဒါကိုရိမီရဲ့နယ်တိုကအားလုံးထပ်သုံးအောင်သွားဆွနေရကြောင်းခူရာမကဝန်တားလိုက်ရပါတယ်ခူရာမကဂျီကန်နယ်တိုကိုဂျိတ်ပစ်တယ်ဆိုတာအခုချိန်မှာမတတ်နိုင်လို့မဟုတ်ပဲချာကိုရာကိုအလကားမဖြုံးပြချင်လို့ဆိုတာသိရတဲ့ဝန်တားလိုက်တာကြောင့်ဂျီကန်ကလည်းသူကဟိုကာကဲကိုအစကတည်းကအရေးစိတ်တာမဟုတ်ပဲဘိုရိုတိုရဲ့ခါမာကိုသာစိတ်ဝင်စားတာဖြစ်တဲ့အကြောင်းပြောလိုက်ပါတယ်ဒါပေမဲ့စပစ်တိုင်းညင်ဂျူဆူနဲ့အာယုံနောက်စီယာရင်းနေကန်နဲ့ဥချီယာဆာစကဲကိုတော့ဒီနေရာမှာရှင်းပြရမယ့်အကြောင်းပြောလိုက်ပြီးချာကိုရာကနည်းနည်းလောက်ကြံနေသေးဟိုကာကဲနဲ့တူဒီနေရာမှာပဲသိမလားတယောက်တည်းထွက်ပြေးမလားဆိုတာရွေးချယ်ခိုင်းလိုက်ပါတယ်။နယ်တူကတော့ကိုပွားရင်းနဲ့သူ့ဖိန်းလာတော့ဆာစကဲကိုတယောက်တည်းပြေးဖို့နဲ့မဟုတ်ရင်သူတို့